တောက်ကြသားသမီးတွေအခြေရကန်ကောင်းခြင်းနဲ့လားတောက်ကြသားသမီးတွေကလူချစ်လူခင်ပေါ်ပါတယ်တီချာရဲ့ဟုတ်ပါတယ် तू ကလူချစ်လူခင်ပေါ်တယ်ဒါပေမဲ့ तू တကယ်ချစ်တဲ့လူနဲ့ပတ်သက်လာလို့ချင်းအရန်ကောက်တတ်တာစိတ်ကောက်တတ်တာနော်တစ်ဖက်လူရဲ့အလိုလိုက်မှုကအရန်ခံခြင်းကြတာဟုတ်ပါသလားဟုတ်လို့ရှိရင်ဟုတ်တယ်လို့ရေးလာခဲ့ပြီမယ်အဲ့တော့တောက်ကြသားသမီးတွေအချင်းရေးမှာကန်ကောင်းဖို့အတွက်အပြီးခဲ့တဲ့နံပါတ်တွေထဲမှာဆိုရ6နံပါတ်ဆိုတော့တောက်ကြဆို6လားတီချာဟုတ်ဘူးနော်တောက်ကြသားသမီးရဲ့အချစ်ရေးကိုတကယ်ပန့်ပိုးပေးတဲ့နံပါတ်က2ဆိုတဲ့နံပါတ်လေးပဲဖြစ်ပါတယ်တကယ်လို့တောက်ကြသားသမီးရဲ့2ဆိုတဲ့နံပါတ်ကိုကိုယ့်ရဲ့ဖုန်းထဲမှာပဲဖြစ်ပေါ့နော်အဆောင်သဘောအနေနဲ့ဖြစ်ပေါ့ကိုအသုံးပြုထားလို့ရှိရင်ပုံမှန်ထက်ပိုပြီးတော့စမ်းပွင့်စေတယ်နောက်ပြီးတော့ချစ်သူအပေါ်မှာလည်းပုံမှန်ထက်ပိုပြီးတော့နားလည်မှုပေးနိုင်တဲ့လူတစ်ယောက်ဖြစ်လာစေတယ်ရိုမန်တစ်လက်ဆန်လာတာပေါ့နော်ပြောချင်တာအဲ့တော့သူများအပေါ်မှာလည်းပိုပြီးတော့နားလည်မှုစာနာမှုလေးတွေတော့ပိုပြီးတော့ပေးနိုင်တယ်အဲ့တော့2ဆိုတဲ့နံပါတ်ကတောက်ကြသားသမီးအတွက်ကတကယ်အချစ်ရေးမှာစမ်းနံပါတ်တစ်ခုဖြစ်ပါတယ်တလုံးလေးလားမေးမဟုတ်ဘူးနောက်တလုံးရှိသေးတယ်အဲ့ဒါကဘာလဲဆိုတော့4ဆိုတဲ့နံပါတ်လေးပဲဖြစ်ပါတယ်4ဆိုတဲ့နံပါတ်က तू ကပြောဆိုညှိနှိုင်းတဲ့အခါကျလို့ရှိရင်လေတော်တယ်အဲ့တော့သူများရဲ့နားထဲမှာပြားတကာလိုနဝင်ချူစီတယ်အဲ့တော့ဒီ4ဆိုတဲ့နံပါတ်ကိုသုံးထားလို့ရှိရင်လေ928ရော1500ရောတကယ်ကိုဆွဲအားကောင်းတဲ့နံပါတ်တစ်ခုဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့ဒီချိန်မှာအတိကျကျွန်တော်ကျမကတောက်ကြသားသမီးပါဆိုရင်အခုတိကျပြောတဲ့နံပါတ်လေးကိုဆောင်ထားလိုက်ပါကိုယ့်ရဲ့အသုံးပြုထားတဲ့ဖုန်းနံပါတ်ထဲမှာလည်းဒီလိုနံပါတ်တွေကအချက်ကောင်းနဲ့ထားလို့ရှိရင်တအားစမ်းပွင့်တဲ့နံပါတ်2 3တို့ဘာတော့သုံးစရာမလိုဘူးကိုကလူတွေတွေ့လိုက်လို့ရှိရင်2ယောက်ရှင်သွားလို့ရှိရင်ကိုနဲ့ကိုစကားပြောချင်နေတာနော်ကိုနဲ့ကိုသူတို့ကအရေးပေးပြီးတော့ဆက်ဆံချင်တာဒီလို feeling မျိုးကိုရရှိစေမှာဖြစ်ပါတယ်ဒါကြောင့်မလို့တုံးထားပါအသုံးပြုထားတဲ့ဖုန်းနံပါတ်ကလူတစ်ယောက်ပေါ်မှာလေတကယ်ပန့်ပိုးပေးနိုင်တယ်เนาะတချင်အရင်ကတော့ DTJ ဆိုတဲ့ဖုန်းကတ်ကိုရွေးချယ်ပေးတဲ့မြန်မာနိုင်ငံရဲ့ပထမဦးဆုံးနံပါတ်ပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်အင်ဂျီကိုပါ